มาสันสลายสิ่งที่ให้คนอาจจะในชิ้นไปคนละประเทศนั้นก็ถือว่าที่เขาจะเข้าเรียนอะไรมั่วแล้วเขาถือประสบปัญหาอะไรที่ว่าดูสามีเนี่ยเราไม่ดูเรียนเราสิชูตีนดอกกุศลชีวิตมาเลยแค่ที่ความที่เป็นว่าเสแล้วก็อาจจะเราตีนไปสตาร์ทเรื่องอะไรMC ก็เนี่ยที่ใช่เนี่ยจ้างอย่างนี้เนี่ยแบบทำไมพิเศษด้วยจะเราปิดสินค้าได้จ้างเลยดีมากสามีว่าทำมาตรงเดียวกันเนาะเราจะเราพอเราเป็นเสียมันเลยสุดเนี่ยเพื่อว่าเท่าไหร่เนี่ยผู้สามีรู้ว่าไอ้จ้างเพื่อผู้จะมาเพ่งของมันเนี่ยอารมณ์ในคนที่มีความเป็นว่าเสียမင်္ဂလာပါကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်ဒီလိုမျိုးပါဝင်ခြင်းပါတယ်ကျွန်တော်ကိုရီးယားမှာမြန်မာအသင်းတော်ဖွဲ့စည်းလေးတွေဒီဘာသာစကားမျိုးနဲ့ပုဂ္ဂိုလ်တွေမှာတွားရောက်ပါဝင်ခြင်းမျိုးနဲ့ကျွန်တော်တို့အခြေအပေးတဲ့တွားပြီးဒီနေ့တော့ကျေးဇူးတော်လာရောက်ပါဝင်ရတယ်ရောက်လာကစားမှာနော်အဲ့ဒီလိုကစားတော့ပြန်စနာတကယ်တော့ဒါကျွန်တော်မိသားစုတွေပဲလို့ကျွန်တော်စဉ်းစားပြီးပြတ်တော်နိုင်မိသားစုတွေပဲကျွန်တော်အားလုံးဘာသာစကားမတူပေမဲ့ကျွန်တော်မိသားစုတွေနဲ့လာရောက်ပါဝင်ရတဲ့အထူးပဲဝမ်းသာတယ်တော့နားလည်တဲ့ຢာတွေလည်းအများကြီးရှိပါတယ်အများကြီးရှိပါတယ်ကျေးဇူးတော်ချီးမွမ်းရမယ်တော့ပြောရလို့ကျွန်တော်ယုံကြည်ပါတယ်နော် Thanksgiving ကြောင့်ကျွန်တော်ယုံကြည်တယ်ကျွန်တော်တကယ်ဝမ်းသာတယ်သူတို့ပြင်ဒီမှာကျွန်တော်တစ်ခေါက်ကတော့လာရောက်ပြီးတော့ဒီမှာတရားဝင်ရသေးတယ်ဒီတစ်ခေါက်တော့ကျွန်တော်ပြောပြဖို့အတွက်ကတော့ကျွန်တော်လာမယ့်ဒီဇင်ဘာအတွက်စီစဉ်ထားတဲ့Christmas ကိုမိုင်း Christmas လုပ်မဲ့အကြောင်းလေးအနေငယ်ပြောပြဖို့ဆိုပြီးကျွန်တော်တို့စီစဉ်နေလာပါတယ်ကျွန်တော်နာမည်မျိုးမင်းလာပါကျွန်တော်မျိုးမင်းလာဖြစ်တယ်တချို့လည်းကျွန်တော်တိကျမှသိအောင်ပါပေါ့လေကျွန်တော်မျိုးမင်းလာပါကျွန်တော်6ရက်နေ့မှာဒုံဒိုမြန်မာ Christian Fellowship ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အဲ့ဒီမှာကျွန်တော်နေတဲ့သင်ဟုတ်ဆရာဖြစ်တောင်းဝန်တာသခင်ကအခန့်ထားတယ်ပေါ့လေတာသခင်ကျွန်တော်ခိုင်းတဲ့လှုပ်ဆောင်နေပါတယ်အခုကျွန်တော်ကတော့အဲ့ဒီမှာရှိတာ9နှစ်လောက်ရှိပါပြီ9နှစ်လောက်ရှိပြီကျွန်တော်တို့သွားနေကြပါကျွန်တော်ပုံမှန်အသင်းတော်မှာတော့ပါဝင်တဲ့သူအယောက်40လောက်ကတော့ကျွန်တော်တို့အပတ်စဉ်တော့လာကြပါတယ်တို့ဒီမှာလည်းမကြာကျွန်တော်တို့စုဝေးပြီးလုပ်တဲ့ဒီမှာပါကြတဲ့ညီကိုမောင်မိုင်တွေ့ပါတယ်အားလုံးတွေ့ရတာလည်းဝမ်းသာပါတယ်ဟုတ်ကဲ့ပါသူတို့ကျွန်တော်ဒီနေ့လာတဲ့အကြောင်းရင်းအဓိကလေးပြောပြချင်ပါတယ်ကျွန်တော်တို့လာမယ့်ဒီပေါ့နော်မနေ့ကစူပါခရစ်စမတ်ကကျွန်တော်တို့ပြောကြပါတယ်မနေ့ကစူပါခရစ်စမတ်တော့မှာကျွန်တော်တို့ဒုံတို့ချောင်းအနီမှာကျွန်တော်တွဲပြီးလုပ်ကြပါတယ်ဒီကနေပြီးတော့ဆရာမတွေကျွန်တော်တင်းလူကြီးတွေနဲ့သင်္ကြန်အများကြီးလာကြပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒူကောအနေပြီးကျွန်တော်တို့ဒီသင်တော်ကောင်းဆောင်တွေစီဝေးလုပ်ကြပါတယ်စီဝေးလုပ်ရကနေစပြီးဒီယူပါယုံလေးစရတာပါကျွန်တော်အကုန်လုံးထိုင်ကြရင်လားအိမ်တွေကဖြစ်ကျွန်တော်လည်းကျွန်တော်တို့သင်တော်မှာလည်းလို့ပဲနေရောက်ကလေးမှာပဲကျွန်တော်တို့စူပါခရစ်စမတ်လုပ်တဲ့အခါမှာကျွန်တော်တို့အားမရကြဘူးဆရာတွေလည်းအားမရဘူးနောက်ကျွန်တော်လည်းအားမရဘူးလို့ဆိုဟောခရစ်စမတ်ပွဲတော်ကျင်းပရဲဆိုပြီးနေရောက်ကလေးမှာပဲတီးတီးတဲ့တူတူလေးနဲ့ပြီးသွားရတိတ်ပြီးတော့အားမရဘူးကျွန်တော်တို့ဆရာဒီမှာရှိခဲ့တဲ့ဆရာတင်ဟောကလည်းဟုတ်တယ်ကျွန်တော်တို့တကယ် celebration ကောင်းကောင်းဖြစ်အောင်အခုလုပ်ကြရင်ကောင်းပဲတော့တခြားသူတွေလည်းဒီဇန်ပွဲတွေမှာ celebration နဲ့ကောင်းကောင်းလုပ်တဲ့ချိန်မှာတို့ခရစ်ယာန်ယုံကြည်သူလည်း celebration ကောင်းကောင်းလုပ်ကြရင်ကောင်းမယ်ဆိုပြီးကျွန်တော်အဲ့မှာစပြီးတော့ယူပါယုံလေးစရပြီးအေးတစ်ခုခုတော့ဒီနှစ်မှာဆက်လက်လုပ်ရအောင်ဆိုပြီးကျွန်တော်တို့စီစဉ်ခဲ့ကြတယ်စဉ်းစားခဲ့ကြတယ်စကားပြောမြန်လာမသိဘူး sorry ပါကျွန်တော်စကားပြောရင်အရင်လောတယ်နည်းကျွန်တော်စကားပြောနေတယ်လောတယ်အဲ့တော့အဲ့မှာကျွန်တော်စီစဉ်ခဲ့စဉ်းစားခဲ့ကြပြီးတော့ April လမှာပြန်ပြီးကျွန်တော်စီဝေးပြန်ခေါ်ပြခဲ့ကြတယ်နောက်တစ်ခါစီဝေးပြန်ခေါ်တဲ့အခါမှာဒီတစ်ခါတော့ဒီနေ့ Christmas တိုင်းကျွန်တော်တို့ဘူဖြောင်းလို့နေရာမျိုးမှာတော့တခြားမယုံကြည်သူမြန်မာတွေလည်းတခြားလူမျိုးတွေလာပြီးတော့အတူတကွာအေးဝင်တဲ့စကားကိုကြားနိုင်အောင်သာသနာလုပ်နိုင်အောင်လုပ်ရင်ကောင်းတယ်နောက်ပြီးဒီကျွန်တော်အစိုးရတွေပဲဖိပြီးတော့ဗောနော်ဒီကိုပွဲလို့ဖြစ်သွားအောင်လုပ်ကြမယ်ဆိုစပြီးတော့ကျွန်တော်တို့စီစဉ်ခဲ့ကြပါဒီအကြောင်းကိုကျွန်တော်ထင်တာကတော့ဆရာလည်းပြောပြပြီးဖြစ်ပါလိမ့်မယ်ဆရာလည်းပြပါပြီးဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်စပြီးသဘောတူခဲ့ကြတယ်အထူးသဖြင့်ကျွန်တော်ဒီနေ့ဒီမှာလာရောက်ကြတာကတော့ဘာဖြစ်လို့လဲဆိုတော့ဒီမှာရှိဒီand local Jordan Shin Machine Church နော် CMC Shin Machine Church ဒီ church ကကိုရီးယားမှာရှိတဲ့ဒီမြန်မာအသင်းတော်တွေကြားထဲမှာတကယ်အင်အားအကြီးဆုံးဖြစ်တယ်။တစ်ခုတည်းသောကိုယ်ပိုင်ရက်တည်သောအသင်းတော်လည်းဖြစ်တယ်။ဟုတ်ပြောချင်တာကျွန်တော်တို့ဒီပွဲလို့တဲ့အခါမှာဒီကအင်အားကကျွန်တော်တို့အတွက်အရန်အရေးကြီးတယ်။ဒီကလူတွေအကုန်လုံးတက်ကျွမ်းတဲ့ပေါင်းစင်ကျွန်တော်ဒီမှာလာပြီးတော့လည်းပြပြချင်းဖြစ်ပါတယ်။နော်အစီအစဉ်လေးကိုကျွန်တော်တို့ဆွဲပြခဲ့ကြတယ် April လလောက်မှာလည်းစတင်ပြီးကျွန်တော်ဘောင်းတော်တူကထိုင်တယ်။ထိုင်ပြီးတော့အဲ့လိုမျိုးအစိုးရပေါ်စီစဉ်နဲ့ကြီးစုတော့ကျွန်တော်တို့အဆုံးဖြတ်ချက်ချနိုင်ခဲ့ကြတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ဒီနေ့ rapper ဖြစ်တဲ့ဟလာဆိုတော့ JB ကိုလည်းပေါ်မယ်ပြီးတဲ့အခါမှာတကယ်စက်ကပ်ပြီးဆိုနေတဲ့ဒီစုံသင်းပါဆိုတော့စုံသင်းပါကိုလည်းပေါ်မယ်
ပြီးတော့မတရားလေးကတော့ကြောက်ဆရာဦးညွန့်လာကျွန်တော်ဖေကိုကျွန်တော်ခေါ်ရလို့ဖြစ်သွားတာပေါ့လေနော်အဲ့တော့ဆရာဦးညွန့်လာလည်းခေါ်မယ်ဆိုကျွန်တော်တို့အဲ့မှာအတူတူစီစားရင်းနဲ့ဆုံးဖြတ်ပြီးခဲ့ကြပါတယ်ကျေးဇူးတော်ကြောင့်ပဲကျေးဇူးတော်ကြောင့်ပဲတကယ်နဲ့တည်းမှာကျွန်တော်တို့ဒီဘူချွန်းမှာပါဝင်နေတဲ့ဟလာကိုဂျီမိုးတို့ရဲ့ညီပြောဖြစ်တဲ့ကိုသွန်းဘူးသူကလည်းအခုလုံးမှာနာမည်ကြီးတဲ့ဆိုတော့လေအဲ့သူကလည်းဒီမှာလာလို့သွားကွက်တီပဲကျွန်တော်အကုန်ဒီပွဲမှာအကုန်တူတကွချီးမွမ်းခြင်းနဲ့လုပ်ကြမယ်ဆိုကျွန်တော်တို့စီစဉ်ခဲ့ကြပါတယ်နော်အဲ့ဒါကိုကျွန်တော်တို့ဒီဧပြီလမေလလောက်ပဲကနေတူသုံးဖြတ်ပြီးကျွန်တော်တို့စတင်ပြီးပြောခဲ့ကြတယ်ဒီကိုတော့ကျွန်တော်တို့စဉ်းစားရတာကဒီဇင်ဘာလ24ရက်နေ့မှာဖြစ်တယ်။နေရာကိုလည်းကျွန်တော်တို့ပြပြပါနော်ဆရာလည်းပြပါလိမ့်မယ်။နေရာကလည်းဘူဖြောင်းသားမှာကျွန်တော်တို့လောက်ကြမှာဖြစ်ပါတယ်။အဲ့တော့အချိန်လေးညနေ3နာရီခွဲနေပြီးတော့ညနေ6နာရီဝန်းကျင်ထိကျွန်တော်တို့အထူးသဖြင့်တော့ဝတ်ပြုကိုယ်ွယ်ခြင်းပုံစံနဲ့ဒီတစ်ခေါက်အဲ့လို celebration ဘောကလေးသူတို့တွေချီးမွမ်းမယ်တက်တည်ခံခြင်းနဲ့ကျွန်တော်တို့သွားဖို့ရန်စီစဉ်ထားတယ်။လူ့ပြကျွန်တော်ဒီမှာအားလုံးလည်းပါဝင်စီခြင်းတဲ့ပုံစံကတော့လေကျွန်တော်တို့ကိုယ့်ရဲ့စိတ်မှာရှိတဲ့ကိုယ့်ရဲ့အကြောင်းမှာရှိတဲ့မယုံကြည်သူမိတ်ဆွေတွေငယ်ချင်းတွေပြီးကွန်တီပွဲရှိတော့အားရပါရအကုန်တက်ညီတက်ညီနဲ့ဝိုင်းဝန်းဖိတ်ချပြီးတော့ကျွန်တော်အနေနဲ့ဖိတ်ခေါ်စေချင်တာဒီကဖိတ်ခေါ်အဲ့ဒီနေ့ဒီမှာကျွန်တော်တို့အတူတူကိုလုပ်ကြမယ်အဲ့ဒီကျရင်တကယ်အဆိုတော်ရဲ့တီဆိုခြင်းနဲ့တကယ် Christmas အရာတော်လည်းခံစားရမယ်ဒီပြန်ထဲမှာ Christmas ရဲ့သတင်းကောင်းကိုလည်းကျွန်တော်ကြားရမယ်ဆိုပြီးကျွန်တော်တို့စီစဉ်နေရှိပါတယ်လို့အဲ့ဒီမှာအကုန်လုံးတက်ညီလက်ညီနဲ့အားတက်သေးရောကျွန်တော်တို့တစ်ဖွဲ့ထဲမှာဝိုင်းဝန်းပါဝင်ကြပါလို့ကျွန်တော်တို့လာရောက်ဖိတ်ခေါ်ခြင်းလည်းဖြစ်ပါတယ်ကျွန်တော်ပြောဖို့ကြံနေတဲ့အရာတွေကိုဆက်ပြီးဆရာမမေဒီယာလည်းပြောမှာဖြစ်ပါတယ်နော်အဲ့တော့ကျေးဇူးတင်တယ်သူများတော့ကျေးဇူးတင်တယ်လာရောက်ပါဝင်ရကျေးဇူးတင်တယ်ပြီးတဲ့အခါမှာကျေးဇူးပြုရရောက်စီတိုင်းဒီဇင်ဘာ24ရက်အစီအစဉ်မှာလာရောက်ပါဝင်ကြပါတခုရှိသေးတယ်ကျွန်တော်တို့မနစ်တုန်းကကျွန်တော်တို့ပွဲပြီးတဲ့အခါမှာပြောပြကြပါတချို့တွေစူပါမစ်ကိုလာချင်တယ်ဒါပေမဲ့နေရာလေးတွေကျင်းတော့အကုန်မလာနိုင်ဘူးနော်အခုသူတပြည့် CMC ကလူတွေအကုန်လာရင်ကျွန်တော်တို့ပြောတော့စိုက်မဆန်းတော့မဆိုးရင်ဟဲ့လားမဆန်းမှဆိုတော့လူတွေမလာရဲကြဘူးပေါ့နော်ဒီတစ်ခေါက်တော့ဆိုးရင်စားမရှိပါဘူးလို့ကျွန်တော်တို့နေရာအကြီးကြီးတဲ့နေရာကျွန်တော်တို့ရှာရတယ်ဒီမှာရောက်400လောက်ရတဲ့နေရာတစ်ခုမှာကျွန်တော်တို့ကစုဝေးကြမယ်ဆိုတော့ဒီမှာရှိတဲ့ညီကိုအားလုံးလည်းလာသလိုကျွန်တော်တယောက်ချင်းစီရဲ့မိတ်ဆွေတကယ်ချင်းတယောက်ချင်းစီကျွန်တော်တို့မယုံကြည်သူပဲပြည့်ကျွန်တော်တို့ဖိပြီးတော့ဒီကလာရောက်ကြဖို့ကျွန်တော်အနေနဲ့လာရောက်ပြချင်ဖြစ်ပါတယ်လို့ပြောစရာပြောတဲ့ကောင်းခြင်းပြပါစေအာမင်ချင်းမိသားစုစီမံနေမယ်လေအခါစကားလည်းနားမလည်ဘူးပေါ့နော်စိတ်ထဲမှာအငြင်းမိတယ်တကယ်တော့ကျွန်မအမျိုးသားချင်းဖြစ်တဲ့ချင်းစကားမတတ်ဘူးအိန္ဒိယဘက်ကလာတဲ့ချင်းတယောက်ရှိတယ်ဦးလာဘွိုးဆိုတာရှိပါတယ်သိကြမယ်ထင်ပါတယ်ဖောင်ရဲ့အမျိုးသားသူတို့နှစ်ယောက်တစ်ခါဘောလုံးပွဲမှာထိုင်နေကြမှာအင်္ဂလိပ်လိုပြောနေကြတယ်အင်္ဂလိပ်လိုပုံသွားတဲ့ခါကိုရီးယားလိုပြောနေကြတယ်ပြန်စဉ်းစားကြည့်တော့ဟုတ်ဒါပဲလာဘွိုးရဗမာလိုမတတ်ဘူးကျွန်မအမျိုးသားချင်းလုံးမတတ်ဘူးဆိုတော့အဲ့လိုပြောဖို့ပဲအကြောင်းဖန်သွားတယ်ပေါ့နော်ကျွန်တော်တို့မြန်မာစကားနဲ့ပဲပြောတော့ပါမယ်ဒီယိုလာတဲ့ခါမှာအရန်လိုဝမ်းသာပါတယ်ဒီလိုဝင်လိုက်တော့ဘူလူနဲ့ဆိုပဲသူဘုရားကျောင်းကို20 30ပဲတက်ကြတယ်ထင်တယ်ဒီထဲဝင်လိုက်တော့မြေအောက်ခန်းမှာတကယ်လျှို့ဂိုင်းချပြေးတွေ့ရတဲ့အရန်ကိုအားရနေပါတယ်ဒီစစ်စစ်အတင်းတော်ကကျွန်တော်အသက်အများနဲ့ challenge ဖြစ်စေတဲ့အတင်းတော်ဖြစ်ပါတယ်ဘာလို့ challenge ဖြစ်လဲဆိုလို့ရှိရင်ကိုရီးယားနိုင်ငံမှာကျွန်တော်တို့အတင်းတော်အခုမြန်မာတွေဖွင့်တဲ့အတင်းတော်မြန်မာတွေဝတ်ပြုတဲ့အတင်းတော်10ပါးကျော်ရှိနေပါပြီအဲ့ဒီထဲမှာကိုထားရတဲ့ဒီအတင်းတော်တစ်ပါးတည်းပဲရှိပါတယ်ဒီအတင်းတော်က license မယူခင်ကိုထားမရက်တီခင်ကြတဲ့ကလည်း shelter ကိုပတ်စံနဲ့ကိုငားတယ်ကိုမင်းမကြီးနဲ့ကိုရက်တီကြတယ်ဆိုတော့ကြားတဲ့အခါမှာကျွန်မအမြဲတမ်း challenge ဖြစ်တယ်အတင်းတော်ကကိုရီးယားဆရာကိုလည်းပြောပြတယ်မြန်မာတွေကိုလည်းကျွန်မပြောပြပါတယ် shelter မှာကျွန်မအိမ်တော်မကြခင်တော့ shelter မှာတနှစ်ညီပါ shelter အနည်းလေးမှာအနာခန်းလေးမှာနေတဲ့အခါမှာအများကြီးဗမာလိုပြောမယ်ဆိုလို့ရှိရင်တော့နော်အခုတို့ပွားစရာလည်းအများကြီးတွေ့တာပေါ့ shelter ဖြစ်တဲ့နေရာအခုလည်းအတင်းတော်တွေကအများကြီးပေးလာကြတယ်စားကြတယ်တန်မိုးမထားအမိုက်တွေလုံးပြစ်ကြတယ်အလကားဝယ်ထားတဲ့ဆောင်းတွေမခောက်ကြဝှရှော်ကြစားတယ်ကိုကလည်းမင်းကလေးရှူတော့မှကြည့်တော့စူစရာပြောစရာတွေများတာပေါ့နော်တန်မိုးမထားတဲ့ပိုင်း CCF shelter ဆိုလို့ရှိရင်ကိုထားရှိတယ်တန်ရှင်းလိုလုပ်ကြတယ်လို budget တွေတို့ညှိကြတယ်အခုဘုရားကျောင်းတော်ဝယ်ကြမယ်စားတယ်အများနဲ့ challenge ဖြစ်တဲ့အတင်းတော်ဖြစ်တယ်အရင်လည်းအားရမိပါတယ်အခုအတင်းတော်လိုင်းစင်လည်းရကြပြီကိုဘုရားဖျားချောင်းလည်းဝယ်ချအောင်မယ်လို့လည်းကြားတဲ့ကြောင့်အရန်ကိုဂုဏ်ယူပါတယ်အရန်လည်းဝမ်းသာပါတယ်တကယ်တော့ကျွန်တော်ဒီမလာခင်မှာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဘောပကတချို့စီကျွန်တော်ဖုန်းဆက်တယ်
ကိုရီးယားနိုင်ငံမှာဘုံဝင်ကျောင်းဗန်ကျောင်းရှိပြီလဲလို့မေးတဲ့အခါမှာတော်တော်လေးများပါတယ်မွန်တိုင်းသားအားလုံးရှိရရှမ်းတမျိုးလည်းပဲဘုံကျောင်းမပိုင်သေးတာဖြစ်ပါတယ်ပြီးတော့ဒေကူမှာဆိုလို့ရှိရင်ဒေကူအပိုင်ပေါ့နော်ဘုံဝင်ကျောင်းသူတို့3500လုံးနဲ့အဲ့လိုမြန်မာအီးနိုင်နဲ့အလုပ်သမားတွေမြန်မာကကြီးနဲ့များတဲ့မြန်မာတွေဆက်ပြီးအလူငွေပေါင်းများစွာစုဆောင်နေသူတို့ sum of ocean ဆိုလို့ရှိရင်3500လောက်ပေါ့နော်သူတို့ပေးလူကြတာတွေ့ရတယ်သူတို့ building နှစ်ခါဖြစ်ပါတယ်နှစ်ခါကိုပိုင်ဝယ်ထားကြတယ်ဒါမြန်မာပိုင်ဖြစ်သွားပြီပေါ့နော်ဒါဗုဒ္ဓဘာသာဒေကူမှာရှိတဲ့ဗုဒ္ဓဘာသာရဲ့ပါဝင်မှုဖြစ်တယ်ဥဖြောင်းမှာရှိတဲ့ခါကျတော့ပတောက်ရိပ်နားမှာအလုတ္တမဘုန်းကျောင်းဆိုတာရှိပါတယ်အဲ့ဒါလည်းသူတို့ပိုင်ဖြစ်သွားရင်3000ပေါင်းများဆိုတော့သူတို့ဝယ်ထားတယ်အဲ့ဒါလည်းမြန်မာတွေလို့အားခါနဲ့ဝယ်ထားကြတာဖြစ်တယ်ပြီးတော့နောက်တစ်ခုကဓမ္မဒုတဆိုတာရှိပါတယ်ကိုညွန့်ဝန်းဆိုင်ကတဝိုက်မှာပေါ့နော်အဲ့ဒါတော့သူတို့ဝယ်ဖို့လုပ်ရင်းနဲ့နည်းနည်းလေးစီလုံးမှုတွေပြတ်သွားလို့3000လောက်ရရှိတဲ့အချိန်မှာပဲပြဲသွားပြီးတော့သူတို့ဘယ်လိုပြောမလဲအငှားဘဝနဲ့ပဲသူတို့ခဏလေးရပ်တန့်ထားတယ်အခုမွန်နေလဲမွန်လူမျိုးကအခုကိုရီးယားမှာ900လောက်ရှိမယ်ထင်ပါတယ်မွန်နေလဲမွန်ပိုင်ဘုံအကြောင်းဝယ်ဖို့စူးစမ်းနေတယ်ပြီးတော့မွန်လူမျိုးဘုံကြီးကိုပင့်ထားတယ်အဲ့လိုနဲ့သူတို့ရဲ့သာသနာပြုစရာပေါ့နော်ဘုန်းကြီးကျောင်းသာသနာပြုစရာမြန်မာပြည်ကနေဒီကိုစီလို့ထားတာ15ပါးလောက်ရှိပါတယ်15ပါးလောက်ရှိပြီးမှအင်မတန်မှသူတို့ကြိုးကြိုးစားစားလုပ်နေကြတယ်တကယ်ဆိုလို့ရှိရင်ကိုရီးယားကိုဒီမှာနှစ်20လောက်ရှိတဲ့လူတွေတော်တော်များများရှိကြအောင်မယ်ထင်ပါတယ်အစပိုင်းမှာကျွန်တော်တို့ခါလီဘုံမှာတည်တဲ့ fellowship ရှိတယ်မန်နီတို့ဆရာသူကျဲတို့စားခဲ့တဲ့ fellowship တွေရှိခဲ့တယ်တော်တော်လေးနည်းနည်းလေးတစ်ခုနှစ်ခုပဲရှိခဲ့တယ်ဘုန်းကျောင်းမြန်မာပိုင်ဆိုဘာမှမရှိခဲ့ကြဘူးမြန်မာတွေကကျွန်တော်တို့ခရီးရန်တွေကိုကြည့်ပြီးသူတို့ challenge ဖြစ်ပြီးမှသူတို့လှုပ်ရှားပြီးတော့အခုသူတို့ကကိုယ့်ထက်တလူလူကြီးသွားတာဖြစ်ပါတယ်သာသနာပိုင်ဆိုင်ရမှာပေါ့နော်ဘုရားဘုန်းတော်မထင်ရှားပါဘူးဒါပေမဲ့ကျွန်တော်တို့ challenge ယူဖို့ပါအင်မတန်မှတတိထားစရာလည်းဖြစ်ပါတယ်ပြီးတော့ပူဖြောင်းရင်ပြင်မှာကြည့်နေပူဖြောင်းဆိုင်တွေမှာကြည့်မယ်ဆိုဝေစာလေးတွေကြည့်ရတယ်အဲ့မှာကိုယ်ထဲမှာအရန် popular ဖြစ်နေတဲ့ခတ်ပြီးရှိပါတယ်မိစ္ဆာလေးပေါ့နော်အယူဝဲဝါတာပေါ့နော်신천지ဆိုတာရှိပါတယ်ကောင်းကင်တင်တဲ့ညီကြီးတစ်ကိုယုံကြည်တယ်ပြီးတော့ဘုရားကျောင်းတဲ့လူတွေအများကြီးဆွဲခေါ်သွားမှအယူဝါဒကွဲပြောင်းသွားတဲ့လူတွေပေါ့နော်신천지ရှိတယ်ယေဟောဝါ witness တွေရှိပါတယ်သူတို့တွေဆိုလို့ရှိရင်မင်္ဂလိတွေဆေးလို့တယ်မြန်မာယောက်ျားလေးတွေဆွဲဆောင်ကြတယ်ပြီးတော့ကိုရီးယားစကားတွေသင်ပေးတယ်အခွင့်အရေးပေးတယ်ပြီးတော့ဘာလဲမွန်းစွန်ညောင်းဆိုတာလည်းရှိပါတယ်နိုင်ငံခြားကအသွဲ1000ကျော်လောက်တပြိုင်တည်းလက်ထပ်စီတယ်အများကြီး support လုပ်ပေးကြတယ်စီးပွားရေးလည်းပံ့ပိုးတယ်အလုပ်တွေလည်းရှာပေးတယ်ပေါ့နော်အဲ့လိုမျိုးခရီးယန်ဘယ်လိုပြောမလဲရှင်းပြောရင်ကောင်းကင်နိုင်ငံမရောက်မဲ့သူတွေအင်မတန်မှစူးစမ်းနေကြပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ခရီးယန်တွေကဆိုးရုံမှုကိုတွားနေကြတယ်ပေါ့နော်အဲ့ဒါဘာလို့အဲ့လဲဆိုလို့ရှိရင်လုံဆောင်မှုလိုအပ်တယ်ဆူတောင်းခြင်းလိုအပ်တယ်မျက်လုံးဖွင့်ပေးဖို့လည်းလိုအပ်ပါတယ်လူတယောက်ကမြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တတ်သိရှိလာပါတယ်ဥပမာကိုသွားရမယ့်နေရာဟိုနေရာရှိတယ်ဒီမှာမှောင်နေတယ်ဒါပေမဲ့အဲ့ကိုကြည့်ပြီးကျွန်တော်တို့တတိထားမှမျောလင့်ချက်တစ်ခုနဲ့ရှောက်ကြပါတယ်အခုချိန်ကျွန်တော်တို့အားလုံးအလုပ်လုပ်ကြတယ်စူးစမ်းပြီးအလုပ်လုပ်ကြတယ်ဒါပေမဲ့ပန်းတိုင်ထားတဲ့လူကကွာချပါတယ်ပန်းတိုင်မထားရင်တော့ရရဆဆဖြစ်သွားမှာပေါ့နော်ဒါကတော့တခြားကဏ္ဍပေါ့အထက်ကပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့စုပေါင်း Christmas ဆိုတာကဘယ်လိုစတင်ခဲ့လဲဆိုလို့ရှိရင်ဟိုလုံခဲ့တဲ့တက်ကရက်2000ခုလောက်လုံးကချိန်ပါတယ်မြန်မာအသင်းကဆရာသူဂျေရမနီတို့ကိုခရစ်စမတ်ပွဲကြမယ်မြန်မာအသင်းမှာလုပ်ကြမယ်ကောင်းပြီဆိုကြမယ်အဲချမ်းမတောက်ကြမယ်စသဖြင့်ဖြစ်လာတဲ့ခါကျတော့ဆရာဦးတိုက်ချွန်းစရာကျွန်တော်ဖုန်းဆက်လာတယ်မေဒီဒီပွဲကိုမယုံကြည်သူတွေကယူကြတော့မယ်သူတို့လက်ထဲရောက်ပြီးသွားတဲ့ခါမှာကိုကပြန်ယူဖို့မလွယ်တော့ဘူးတောက်စားပွဲဖြစ်သွားမယ် Christmas celebration ဖြစ်သွားမယ် gospel မှာပါတဲ့ပွဲဖြစ်သွားမယ်အဲ့လိုပြောတဲ့ခါမှာကျွန်တော်တို့ခရစ်ယာန်တွေအခုတပြင်းအရေးပေါ်ဝင်တော့ဆူစီပြီးတော့စုပေါင်း Christmas ကိုအဖြစ်လုပ်ထားကြတယ်လုပ်ပြီးတော့ပျော်ရွှင်ရွှင်လုပ်ပြီးတော့နောက်နေ့အဲ့လိုပေါ့နော်တစ်စင်ပြီးတစ်စင်ကျွန်တော်တက်လာပြီးတော့အတင်းတော်အားလုံးပေါ့ပါဝင်နိုင်ဖို့ဒါလေးထားမှကျွန်တော်တို့နှုတ်ဆော်ခဲ့ကြတာဖြစ်ပါတယ်အဲ့လိုလုပ်တဲ့ process လေးကကျွန်မဇက်တိုက်ချွန်းစင်ဖြစ်စေကျွန်မဖြစ်စေအများကြီး active ဖြစ်တဲ့ကြောင့်တချို့တွေကလည်းအားရကြတယ်တချို့တွေကကြတော့လေမေရီနဲ့ဆရာတိုက်ချွန်းစင်ပွဲလို့ဖြစ်နေတယ်ဆိုတဲ့ခံယူချက်တွေလည်းရှိကြတယ်တကယ်တော့ဒီစုပေါင်း Christmas ဟာမိတ်ဆွေတို့ရဲ့ပွဲဖြစ်တယ်ကျွန်တော်တို့တွေကအချိန်ကာလပြည့်သွားတဲ့ခါမှာပြန်သွားမှာဖြစ်တယ်ဆံမျိုးလည်း missionary visa ပြည့်တဲ့ခါပြန်သွားမှာဖြစ်တယ်ဒီတောင်ဝတ်တရားတွေဒီပွဲဖြစ်မြောက်ရေးပေါ့နော်ခရီးရန်တွေစုစုစည်းစည်းစုံစည်းဖို့ကအခွင့်အရေးအရင်နေပါတယ် Christmas မှာပဲကျွန်တော်တို့စုံစည်းကြတာဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့အပိုင်းကိုစစ်စစ်တောင်းဖြစ်သွားပါလိမ့်မယ်လို့ရည်ရှိကြရင်ပေါ့နော်ရည်ရှိမဟုတ်ပါဘူးရှင်းတဲ့ထိုင်မှာလည်းကျွန်မနည်းနည်းလေး backup ဖို့စဉ်းစားထားပါတယ်ဒါကြောင့်ဒီထဲမှာပေါ့နော်ဒီမှာဆို7 number လည်းရှိမယ်ယောက်ျားအုပ်တွေပဲတွေ့တော့မိန်းကလေးလည်းလိုတယ်လေ
မြန်မာစကားလည်းတတ်မဲ့ပြီးတော့တကယ်လည်းမိုင်းရှိတဲ့လူတွေဆမကွီးတယ်လို့ပြန်ပြောတာတော်တော်လေးကျွန်မအနေနဲ့အားတဲ့သွားတယ်ပေါ့နော်သူဆိုလို့ရှိရင်တော်လေး communication နဲ့ကောင်းခဲ့တယ်လုံဆောင်မှုလည်းကောင်းခဲ့တယ်ပါပဲပြောကျွန်တော်တို့ communication ပိုင်းမှာအရင်အဆင်ပြေခဲ့ပါတယ်ခုနှစ်ကစပောင်းခရစ်မတ်မှာချီတော့ CCF ကချီတော့ CMC ကချီတော့ဒီဦးရေ40လောက်ပဲပါဝင်လာတွေ့ရတဲ့အခါမှာကျွန်တော်တော်လေးစိတ်ထဲမှာမကောင်းဘူးပေါ့နော်တစ်ဖက်ကနေတော့အော်နေရာထိုင်ခင်းမလားလို့ကျင်းပါဆိုလို့မလာကြတာဖြစ်ပါလိမ့်မယ်ဆိုပါပဲသဘောထားပါတယ်တစ်ဖက်ကနေစဉ်းစားကြည့်တဲ့အခါမှာဝင်တာထိုင်းမှာတကယ်ပဲကိုပွဲလို့သဘောထားတယ်ဆိုရှင်ကိုရီးယားမှာအရင် transportation နဲ့အဆင်ပြေတယ်လေမရောက်နိုင်တော့အောင်လဲခရီးတွေလည်းမဝေးဘူးအဲကြောင့်ကိုယ့်ရဲ့ပွဲဖြစ်တယ်ဒီပွဲဟာကိုပွဲဖြစ်တယ်ဆိုတဲ့ဝန်တာလေးထိုင်းမှာလာကြဖို့ပြီးတော့အဖက်ဖက်ကနေပံ့ပိုးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ပွဲစားတဲ့အခါမှာကျွန်တော်တို့ခုဖြောင်းသားဖြစ်တဲ့ကြောင့် order လည်းအများကြီးလာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ရောင်းနေတဲ့လူတွေအရှိလေးထိုင်ပြီးတော့အာရှတက်လည်းမထားပါဘူးနေရာလေးချပေးကြရင်ကောင်းမယ်ထင်ပါတယ်ပြီးတော့အားလုံးပေါ့နော်ကြည်နိုင်ဖို့ပါဝင်နိုင်ဖို့အခုဆိုလို့ရှိရင်ဗမာတွေကကျွန်တော်တို့ city မှာဆိုတဲ့ဆိုင်လေးဖွင့်ထားပါတယ်အဲ့မှာပါဆယ်လေးပို့ရတယ်တချို့ဆိုလို့ရှိရင်ဘာခေါ်လာတယ်အမကျန်းစာအုပ်လေးတအုပ်ပို့ပေးလို့ရမလားဆိုတဲ့သူလည်းရှိပါတယ်ဟဲ့ဘာဖြစ်လို့လဲလို့ပြောတော့ကျွန်တော် YouTube ထဲမှာဆရာဒေးဗစ်လာတို့ဆရာဆန်တူတို့ပြီးတော့တရားဟောဆရာတွေလိုက်နားထောင်တယ်ကျွန်တော်အရင်သိချင်တယ်ဆိုမှဝိမဲ့နေတဲ့လူတွေလည်းရှိကြပါတယ်အခုကမှဆိုလို့ရှိရင်လူတိုင်းက smartphone သုံးတယ် wifi free ရတယ်အားလုံးသူတို့နားထောင်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်နားထောင်နေတဲ့အချိန်ဖြစ်တဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်နေသူတွေနဲ့တယောက်ချင်းစီသွားမှဟောနိုင်ရင်တော့မှဲ့နေတဲ့လူတွေရိတ်သိမ်းမှုအချိန်ခါဖွင့်ကောင်းဖြစ်တယ်သူတို့ဖြင့် Christmas ဆိုလို့ရှိရင်ဗမာတွေကအရင်တက်ကြွကြပါတယ်ဒါကြောင့်တို့အချိန်ခါဖွင့်ကောင်းအောင်ကျွန်တော်တို့အေးဝံဂလိအတွက် mission mind ထားပြီးမှတကယ်ပဲကျွန်တော်တို့လှုပ်ဆောင်ရမယ့်ရာသီဖြစ်ပါတယ်တချို့ဗမာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်ကိုလာကြပါကယ်ရိုစီးလာဆိုကြပါဘောနော်မြန်မာပြည်မှာလည်းတွေ့ခုပါပေါ့ကျွန်တော်တို့အိမ်လာကြပါတချင်းလာဆိုကြပါဆိုတော့သူတို့စိတ်တွေတအားပွင့်ကြတယ်ဗမာလူမျိုးတွေဟာပွဲအရန်ကြိုက်တဲ့လူမျိုးဖြစ်ပါတယ်ဇန်နဝါရီနဲ့ဒီဇင်ဘာပေါ့နော်12ရက်ဒီမှာအကုန်လုံးပွဲရှိတာတကူကစုံနေရုံပေါ့နော်အဆောင်တိုင်းတရင်ကျွတ်စားတဲ့လတိုင်းလာပြည်တိုင်းမှာပွဲရှိတယ်ဒီပွဲတွေအရန်ကြိုက်တဲ့ဗမာ culture အင်မတန်လှပပါတယ်အေဝံဂလိဝင်ဖို့လည်းလမ်းကောင်းအချိန်ကောင်းဖြစ်ပါတယ်ဒီ Christmas ရာသီဆိုလို့ရှိရင်နော်ကိုရီးယားမှာ decoration မရှိဘူးတက်ကြွမရှိတယ်မဲ့မြန်မာပြည်မှာပုံမှန်တက်ကြွကြပါတယ်မြန်မာလူမျိုးတွေစိတ်ထဲမှာလည်းဒီ Christmas နဲ့ပတ်သက်တဲ့မျှော်လင့်မှုစာမှတ်မှုပေါ့နော်ငှက်လင့်မှုအအားရှိပါတယ်ဒါကြောင့်ဖိတ်ခေါ်တဲ့သူတို့ကကြောက်ကြတယ်မလာရဲကြအောင်ရှင်ကြတယ်ပေါ့နော်ဒီနှစ် Christmas ကနေစပြီးမှကျွန်တော်တို့ဒီယုံကြည်သူတွေကမယုံကြည်သူတွေစာပြီးလို့မတကယ်ပဲဖိတ်ခေါ်မှဆွဲခေါ်မှထည့်ချင်တဲ့ message လေးကိုထည့်သွင်းသွားဖို့ဝန်တာလေးထားပြီးမှပေါ့နော်ကျွန်တော်တို့စုလဲတောင်းကြရအောင်ပါဝင်ပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အခု MCC budget ဆိုလို့ရှိရင်25သိန်းလောက်ပဲရှိတယ်လိုအပ်တာက300လောက်လိုအပ်မှာဖြစ်ပါတယ်အတောင်ချွေတာမှသုံးဆွဲမှကျွန်တော်တို့ချွေတာဆုံး budget ဆွဲထားတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်အသိတော်ထဲမှာယုံကြည်သူက10ရောက်မပြည့်တော့ဘူးမြန်မာယုံကြည်သူပေါ့နော်စိတ်ထဲမှာတိတ်လေးအားငယ်မိတယ်လို့ဆိုလို့မရတော့ဘူးထင်တယ်ကျွန်မပါဝင်တယ်တော့တယောက်တည်းပါဝင်ချင်းကောင်းမလားဆိုမှစိတ်ထဲမှာလည်းဆူတောင်းတဲ့ခါမှာဘုဒ္ဓဘကကျွန်တော်တို့ကောင်းဆောင်အခုကော်တေးပြောင်းလဲလာတဲ့ကော်တေးတယောက်ကောင်းဆောင်လုပ်နေပါတယ်သူကခေါ်ပြီးမှမြန်မာတင်းထောက်တွေဆူယုံရအောင်ဒီ Christmas ဆူယုံရအောင်ဆိုမှမနေ့ကကျွန်တော်တို့worship ဖြစ်ပြီးမှ meeting ထိုင်ကြပါတယ်အဲ့လို meeting ထိုင်မှာတယောက်9000အနည်းဆုံးထည့်မယ်ကျောင်းသူတွေလည်းထည့်မယ်အလုပ်လုပ်တဲ့လူ9000မကောက်3သိန်းလောက်ထည့်ဆိုမှသူကသူကိုယ်တိုင်နှုတ်ဆော်ပြီးမှယုံကြည်သူအမှန်ကန်10ရောက်လောက်ပဲရှိတယ်။ဘာပဲပြော9သိန်းတော့ထွက်လာမယ်ပေါ့နော်။9000အပြင်ထည့်ခြင်းတဲ့ညီကိုလည်းရှိတဲ့ကြောင့်ကျွန်တော်တို့9သိန်းခွဲလောက်တော့ထွက်လာမယ်လို့မျှော်လင့်ကြပါတယ်ကျွန်တော်အတင်းတော်တသေးလေးပါ။ဒီအတင်းတော်ဆိုလို့ရှိရင်ပေးလူချင်းလို့အရန်ပြင်ဆင်နေတဲ့လူတွေအများကြီးရှိကြမယ်ထင်ပါတယ်။အေးဝံဂလိတဲ့ဝန်တာခါမှကျွန်တော်တို့ပေးလူကြရအောင်ဒီတစ်နှစ်ထဲမဟုတ်ဘဲနဲ့နှစ်တိုင်းပေါ့နော်ခရစ်စမတ်မှာအမြဲတမ်းကြွတော့သူဘသူ့ကိုအေးဝံဂလိဝင်ငါမလဲဘသူ့ကိုစားပြီးလုပ်မလဲဘသူ့ကိုပေးမလဲလို့အမြဲတမ်းရှိတဲ့သူတွေဖြစ်ဖို့လဲလို့ဆိုချင်ပါတယ်နောက်ဆုံးနဲ့အရန်ချမ်းသာတဲ့ကိုရီးယားချန်နယ်တယောက်ကပြင်စာရောဂါနဲ့ပွဲလွန်သွားဖို့အခြေအနေမှာသူသားသမီးတွေကစကားပြောခဲ့ပါတယ်။내가 평생 하나님께 드린 것만 남았다ဆိုမှသူကပြောပါတယ်။ဘာအိပ်ပဲလဲဆိုလို့ရှိရင်ငါတသက်တာလုံးကငါရှာဖွေခဲ့တဲ့အရာဖယားကိုပေးတော့အရာတွေပဲကြံခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီစကားတော်လေးအထိပ္ပယ်ရှိပါတယ်။ကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာတွေတည်မြဲတဲ့ဘာနာမှာဖြစ်နိုင်ပါဘူးဒါပေမဲ့ဖယားရဲ့နာမအသက်မတည်မြဲသောငွေဖြစ်စေအချိန်ဖြစ်စေပါရမီကိုပေးတဲ့အခါမှာတည်မြဲတဲ့အရာဖြစ်သွားပါတယ်ဟာလေလုယာဘုရားရှင်ဘုန်းကြီးပါစေအမြဲတမ်းတည်မြဲသောဘာနာကိုတိဆောက်တော်သူသားသမီးတွေဖြစ်ဖို့တိုက်တွန်းချင်ပါတယ်ဒီလိုချိန်ပေးတဲ့ဘုရားရှင်လည်းဒီမှာတင်သူတင်သားတဲ့အလုံးကျေးဇူးတင်ပါ
sang cái này các bạn người của mà chú chi trình mà đấy bây giờ này hồi giờ mình lấy đi là đúng không bây giờ là mà cái mà ra thêm được nhiều hơn cái sự có thể thay đi có lẽ thì cái tỷ lệ mà còn hiện cán bộ chính ấy thì tụi này chính là tụi bên thì cái tỷ hai cái fellowship này cho tạm biệt những sự việc đó tụi này em mà không mà không tổng bát tế sinh này không thể không xong mà cái thổ lại tìm được khán là chỉnh được khán cái những cái gì cái thổ lại tìm được cái này là chính là cái chỉnh lại rồi mà đặt cái thay ra số có được biết cái mình sẽ cái dùng thành cái này cho những sự có to đến cái dùng thành cái này cho những cái hiện tụi này cái tìm được cái thì mình tục sản thì ở trong Christmas như thế coi khi sai cái này mình lo thì còn là lời dạy bên dưới này tụi ta giờ cái tiền hàng giá tiền nó họ cũng không khá phạt của nó đã cho con lừa trên nào lo thằng phim tiền mình cái tiền của bạn hết Christmas các con mong tụi này thì bị phá bên chính ta cái đuôi hết bị tao bị sớm thằng tụi này thật thật tụi này áp lực cả lo